ကျော်နေရပဲအနောက်ကနေဒူးထောက်ပြီးခြေခံဆွဲအနောက်ကနေဒူးနဲ့ထောက်ပြီးခြေခံဆွဲဆွဲညစ်ဆွဲညစ်မသေးတဲ့ဆွဲညစ်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 ဒူးနဲ့ထောက်ပြီးတော့ဆွဲညစ်တယ်ဒူးနဲ့ထောက်ပြီးခြေခံဆွဲတယ်ဒူးမဲ့ပဲလုံးမရသေးတယ်အဲ့မိစ္ဆာတဲ့တကူးဆိုတာကြီးအဲ့မိစ္ဆာခံရတဲ့ဒီဆိုင်ချုပ်လာတယ်ဆွဲတာကျိုးပါတစ်ချောင်းနဲ့နေတယ်နှစ်ချောင်းဆွဲတယ်နှစ်ချောင်းဆွဲတယ်ဆွဲတယ်ဆွဲတယ်သုံးချောင်းဆွဲတယ်ကွာသုံးချောင်းဆွဲတယ်သုံးချောင်းဆွဲတယ်လာမအာကောင်လည်းထောက်တာထောက်တာသုံးချောင်းဆွဲတယ်ရိုးသုံးချောင်းနဲ့ခြေခံဆွဲရိုးသုံးချောင်းနဲ့ခြေခံဆွဲမသေးသေးနဲ့ခြေခံဆွဲမသေးသေးနဲ့ခြေခံဆွဲမသေးသေးနဲ့မသေးသေးနဲ့ဆွဲတာဆွဲတာဆွဲညစ်ဆွဲညစ်ရှာတော့ညစ်ဆွဲ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 ညစ်အိုက်ထွက်လာတဲ့ရှာဦးအိုက်ထွက်လာတဲ့ရှာဦးဓာတ်ပိုင်ဓာတ်နဲ့မို့အဲ့ဒီရှာကိုဓာတ်ပိုင်ဓာတ်တွေနဲ့မို့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 လားမို့လားဂျိန်းနဲ့ဖောက်ပြီးဆွဲထုတ်တာတော့မရှိဘူးဂျိန်းနဲ့ဖောက်ပြီးဆွဲထုတ်တာ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 အိုက်ရှာကိုဒီကမီးနဲ့กินတယ်မီးနဲ့กินတယ်အရှာဖျားကိုမိပိုင်မီးနဲ့กินတယ်กินတယ်အသားကြီးဖြစ်မှာလားကောင်းမအောင်ပါဟမ်ကောင်းမအောင်ပါသိရလားတခုံးမဲလို့တခုံးမဖြစ်ရင်မင်းကထပ်ပြီးတော့နှိမ့်ဆက်မှာနော်ကြားလားအသားကြီးဖြစ်မင်းကဘာမလုပ်တခုံးမဲလို့တခုံးမဖြစ်မင်းထပ်ပြီးနှိမ့်ဆက်မှာနော်ကြားလားသိကြလားလေဘယ်ကဆွဲရတဲ့ဂျိုးပိုင်တွေလုံးဝမလျှော့နဲ့ခက်တင်းတင်းဆွဲတာရှာကိုဖောက်ချိတ်ထားတဲ့ဂျိတ်ပါရှာကိုဖောက်ချိတ်ထားတဲ့အဲ့ဂျိတ်ခဏဖယ်ပြီးလိုက်ကျန်တာအဲ့တိုင်းဆက်ပြီးတော့ညစ်တာခါရင်လေးဆက်ပြီးတော့ကြိုက်တာဂျိုးပိုင်တွေဆက်ပြီးဆွဲတာမလျှော့နဲ့ဘယ်နှဂျိုးလဲဟမ်ကြည်ပြောစနေဂျိုးဘာကဝေးလဲမင်းဟမ်ဘယ်ပညာတတ်တာကြားပြီလားဟမ်အသက်ဘယ်လောက်ရှိပြီလဲဟမ်အသက်က40ရှိကာယကရှင်ဘာဖြစ်လို့လုပ်တာလဲမနာလို့လုပ်တယ်ဒီယောက်ျားလားမိန်းမလားမိန်းမနေကိုယ်တိုင်တက်တာပေါ့ဟုတ်လားဟုတ်သလားတာငါရှင်ဘာဖြစ်အောင်လုပ်တာလဲဟမ်ကျမ်းမာရေးမကောင်းပြီးတော့အိမ်တော်ရေးတွေအဆင်မပြေအောင်ပြီးတော့စီဝါရေးအဆင်မပြေအောင်လောက်ထားတာကြားရလောက်ထားတာကြားပြီဘယ်လောက်ကြာပြီလဲ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 ငါ့ကိုလိန်မိုးကြံတာနဲ့လိန်မိုးကြံစီတာနဲ့ဆိုင်ရာကဝိုင်းပြီးနှိမ့်ဆက်တာလဲလိန်မိုးကြံစီတာနဲ့ဆိုင်ရာကဝိုင်းပြီးနှိမ့်ဆက်တာလဲလောက်ကြာပြီလေတနေ့လောက်ရှိပြီဟုတ်လားကိုင်းလာရင်ဘာဖြစ်သွားအောင်လုပ်လာတယ်
စီဝါရေးစင်မပြောအိမ်တော်ရေးစင်မပြောဟိုကန်ကန်ရှင်ဘိုက်ထဲမှာရှိတဲ့ဘူးဝပေးနေရမင်းလားမင်းနဲ့ပတ်သက်လာလားကာယယုံဘူးသွင်းလာပေါ့ကာယကန်ရှင်မိသားစုအိမ်သားစုတွေရောမင်းဘာတွေလုပ်ထားသေးလဲကျမ်းမိုင်မကောင်းလို့လား။ကာယကံရင်မှာခလေးရှိတယ်လို့ပြောတယ်။ကာယကံရင်ခလေးကိုဘာဖြစ်အောင်လုပ်လာလဲ။ခလေးကိုမလုပ်ထားဘူး။ကာယကံရင်ခန္ဓာကိုယ်ဘယ်နေရာတွေပဲစီပိုင်းနေတာမျိုးနဲ့ပတ်သက်တဲ့စက်တွေထားတယ်။ပြောလား။ဟမ်မရဘူးဖြေရမယ်။ဖြေရင်တော့ဆိုင်ရနဲ့ထပ်တွေ့မဖြေရင်ဆိုတော့ဆိုင်ရနဲ့ထပ်တွေ့ဖြေရမဖြေရတော့မင်းအပိုင်းပေါ့မင်းကမင်းရွေးပေါ့ဖြေမှာလားဆိုင်ရနဲ့ထပ်ပြီးတော့ပြီးတွေ့ရမှာဟမ်အေးဖြေဘယ်နေရာဘယ်စိတ်ပိုင်းတွေမှာမျိုးနဲ့ပတ်သက်တဲ့စက်တွေထားတယ်မျိုးနဲ့ပတ်သက်တဲ့စက်တွေထွက်တယ်ပြောလက်ရှိမင်းတို့နဲ့ပတ်သက်တဲ့ပယောဂဆက်တွေကဘယ်နေရာမှာအများဆုံးလဲဘယ်စိတ်ပိုင်းမှာအများဆုံးလဲ1 byte ဘေးမှာပြီးတော့သေချာလို့လားဟမ်မင်းပြင်တော့ဘယ်သူတွေပါသေးတော့အော်မလိမ့်နဲ့တော့အဲ့ဒါမှမထည့်ထားတဲ့အပင်းတွေရှိလားအဲ့အပင်းတွေမအနောက်နိုင်လားဟမ်အဲ့ဒီအပင်းတွေထုံးနိုင်သလားမရဘူးဆရာကြီးရှေ့ရောက်မှတော့ထုတ်အောင်မထုတ်ပြလို့ရဘူးထုံးမလားထုံးမလားသိရလားမင်းသူများလို့လောက်တာကောင်းလားသူများလို့လောက်တာကောင်းသလားဟမ်မနာလို့သိတယ်ကတော့ကြောက်ဖို့ကောင်းတယ်ဟမ်သူများကိုဒုက္ခဖြစ်အောင်လုပ်တော့ကောင်းသလားမင်းတို့ခံစားရတာကောင်းသလားဟမ်မကောင်းတော့မလုပ်နဲ့ကြားလားမဲလောက်ထားတဲ့ပယောဂတွေအကုန်လုံးကုန်ဆင်ပြီးဆိုရင်ဆိုင်ရလက်ပြန်ရုပ်ထုတ်ထားတာဖြီးပြီးလိုက်မင်းရှိမှထွေးကန်ရှိတယ်မထည့်ထားတဲ့အပင်းတွေအန်ထုတ်ထားတယ်ငါပြန်စစ်စစ်မင်းနဲ့ပတ်သက်တဲ့အပင်းတွေကဘာမှမမြင်ဘူးမင်းရှိမှထွေးကန်ရှိတယ်အန်ထုတ်မထုတ်ချင်ဘူးဆိုရင်ကျိန်ပိုင်ကကျိုးစူးပါတဲ့ကျိန်နဲ့ခက်ဆက်ဆက်လေး10ချက်ရိုက်ပြီးလိုက်ရိုက်ခံရိုက်10ချက်ရိုက်ကိုသားကဝန်ခံလို့လုံးဝမရသေးနဲ့ကျိန်ပိုင်ပြော့တယ်နောက်တော့10ချက်ထက်ရိုက်